ရေးတဲ့ဟာမျိုးဒါရင်ချင်းကိုနှောက်ချက်တယ်လို့ပြောလို့ရတယ်မော်နီပါမင်္ဂလာပါမြန်လန်း0မိုင်ပါကားတွေတော့အများကြီးပဲမင်္ဂလာပါကျွန်တော်တို့အမြန်လန်း139မိုင်ပေါ့နော်အခုကျွန်တော်တို့မန္တလေးမှာ KBI နဲ့ပတ်သက်တဲ့ KBI Center Training လေးမန္တလေးမှာ15ရက်နေ့စနေနေ့နေ့10နာရီညနေ9နာရီမန္တလေး College Campus မှာကျွန်တော်နဲ့ဆရာကျော်ရဲဟင်းနဲ့အတူတူညဝေပေးမှုရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်မန္တလေးကိုသွားနေတာပါ။တလက်စားရဲကျွန်တော်တို့ဒီပိတ်ရက်လေးမှာတော့အားလုံးမိသားစုတွေနဲ့အတူတူညီကိုတွေကျွန်တော်တို့ဗကန်ကိုသွားမှာဖြစ်ပါတယ်။မင်္ဂလာပါအခုနေပြီးတော့ကြော်လာပြီပေါ့နော်236မှာ9နာရီခွဲ236ကိုဒီလေးပါကျွန်တော်တို့ပကံကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ KBI မင်းသားလေး KBI မင်းသားလေးဆက်ကြော်ပါဒါကတော့ IMC ရဲ့ဆရာကျော်ဖြစ်ပါတယ်ရှူမေယုံမမမမြင်နီအော်တမန်နဲ့ညာလွမ်းကိုတော့ကျွန်တော်တို့လွမ်းခဲ့ကြပါတယ်โอเคကျွန်တော်တို့နေကင်းတက်နာရီတိမှာပေါ့နော်မနက်ကတော့4နာရီလောက်ထလာတာအခုကျွန်တော်တို့ကကန်ရှင်းဟောင်းရင်ကြီးမှုနယ်မျိုးရောက်ပါပြီအားလုံးကိုဒီလေးပါကိုဒီလေးကနှုတ်ပြီးလှတာကိုဒီလေးကအခုကျွန်တော်တို့မြင်တွေ့နေရတာကတော့ဒုမှာဓမယန်ဆိုတဲ့စကားတိုင်းပဲဒုတဲ့ကြီးမားတဲ့ဓမယန်ကြီးဖျားပဲဖြစ်ပါတယ်ပကံမှာတော့ဒါကခဏတမိုင်းကြောင်းတွေမှာပြောတယ် USO တွေရှိလို့UFO တွေရှိလို့ဒီအလောင်းစီသူမင်းကြီးရဲ့ပေါင်ဆက်ကြပြန်မယ်ထည့်ပြီးတော့ပဲဌာပနာခဲ့တယ်လို့အရိနမလန်ပဲထည့်တယ်လို့ပေါ်လာဟာလာနဲ့လောကတဘာဝပြောကြဒါကတော့လောကတဘာဝပေါ့နော်အဲ့ဒီစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းတရားများစွာနဲ့ရှိနေတဲ့ဒုမာဓမယန်ဆိုတဲ့ဓမယန်ကြီးဖျားပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဓမယန်ကြီးဖျားကိုကျွန်တော်ရောက်ပါပြီဟုတ်ပါလောက်ပြီဆိုတော့ဒီနေ့စီးလို့ရောက်နေလာပါအခုကျွန်တော်တို့ကဓမယန်ကြီးဖျားကိုရောက်နေတာပေါ့နော်ဆိုတော့ဒုမာဓမယန်ဆိုတဲ့အတိုင်းပဲသူ့ရဲ့ကြီးမားတဲ့ဗကန်ရဲ့ကြီးလုံးဖျားဖြစ်ပါနော်ကျွန်တော်တို့ဟုတ်ကဲ့တူလေးဆိုတော့ဆက်ပြီးတော့လေ့လာကြည့်အောင်နော်ဒီလေးပါအဲ့ဘလောက်သူ့ရဲ့ကြီးကိုမြင်းနဲ့ဖျားကြီးကကြီးမှာနောက်ရကြပါဘူးဒီဖျားကြီးလောက်နေဦးမှာလာဆွဲဦးမယ်အေးစေးဘယ်လိုသွားမလဲဒါဖျားကြီးဘာလဲကြော်ညာပေးတယ်ပဲကျွန်တော်ဘလော့မှာတခါလေးတက်ပါဖျားကြီးတပတ်ပတ်ပြီးမိုးဝနာတိမိုးဝနာတိပို့ပေးမယ်အကုန်လုံးဒါဒီလုံးမှာ9000ဆိုတော့မြင်းလဲစီးမလားစီးမယ်လေโอเคရင်းနေရောမိုးလက်ဖျားလေးပဲမြင်းလဲစီးနေတာထက်ဒီဗကန်မှာရှိရတဲ့လူတွေကိုအားပေးချင်တာပြီးတော့သူတို့ကတကယ်ဓမယန်ကြီးဖျားကိုလည်းမြင်းလဲတစ်ပတ်လိုက်ပို့ပြီးမှပြီးရင်ဖျားအကြောင်းတွေလည်းပြောပြပြီးမှာနော်အခုနာမည်ဘယ်လိုခေါ်လဲမသိပြောပြပေးပါဦးရန်မျိုးဟုတ်ပြီကျွန်တော်တို့အဲ့တော့မြင်းလဲစီးပြီးတော့သွားကြမယ်ဖျားတစ်ပတ်ပတ်မယ်နော်โอเคအမအရှိတက်စင်ဟာအဲ့လိုလောက်ပြန်စီးလေဟုတ်ပြီဒီလေးတက်မင်းတက်ရှိရငါလေးတက်မလားပြီးတဲ့တောင်းလေးပြီးတဲ့ကိုရတယ်ရှို့တက်ရမနေနဲ့ရတယ်ဟုတ်တယ်ကျွန်တော်ပြီးတော့လေးပြေအဲ့တော့တနာရှိရကြောရှိရတော့ကောင်းမင်းကအနောက်ကိုရောက်နေတယ်သွားရောက်ကြက်တာဝါတာအမကမပြေတယ်ပြေကုန်ပြီတို့ဓမယန်ကြီးဖျားတစ်ဖက်မြင်းလေးစီးတာပေါ့နော်ပါလေအနောက်မှာတော့ကျွန်တော်ရဲ့အမနောက်ကဝိတ်တွေတက်လို့ဆိုပြီးကျွန်တော်တို့ရှေ့ကန်းပြောင်းရပါတယ်နော်ရှေ့ကန်းကတော့အဲကွန်မပါဘူးတဘာဝအနေနဲ့ပဲနောက်ကကတော့အဲဆောင်လေးပေါ့နော်ကျွန်တော်တို့4နာရီကျော်လောက်မှာဒါမြင်းလဲလေးစီးတာပါဟုတ်ပြီဒီမှာကိုဒီလေးနဲ့ဆရာကျော်နောက်ခမ်းပါပါကျွန်တော်တို့ကတော့ကောင်းကမ်းပါပါအဲကွန်နဲ့ပါဒါကတော့ဒုမာဓမယန်ကြီးရဲ့မာယန်ဥဒတိုင်းပရဝဝင်ဖြစ်ပါတယ်ဒါအနောက်ပေါက်လို့ပြောလို့ရမှာပေါ့နော်အခုဒါဆိုရင်တော့အခုကျွန်တော်တို့ဒီလောကနဲ့ပေါ့နော်တဲပကြီးပြခန်းကိုဝင်ရောက်လေ့လာပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီပကံရဲ့ဒုမာဓမယန်ဆိုတဲ့ဓမယန်ကြီးဖျားကိုကျွန်တော်တို့ဝင်ရောက်ဖူးမြင်မှာဖြစ်ပါတယ်အဲ့ထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေ online ပေါ်မှာပြောနေကြတဲ့ဟာတွေတကယ်လက်တွေ့မှာရှိနေတဲ့ပကံမှာရှိနေတဲ့
လူတွေရဲ့ရှင်းပြတဲ့ချက်တွေကိုလည်းကျွန်တော်တို့လေးလာကြည့်မှာဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်တို့လိုက်ကြည့်လို့ရပါတယ်အခုဆိုရင်တော့ဝင်သွားမှာတော့ဒါပကံရဲ့ပကြီးကားလေးတွေပေါ့နော်ဒါပကံမှာရှိနေတဲ့ကလေးတွေဒါအားပေးပါကျွန်တော်ကတော့ဒါလေးပြောချင်ပါတယ်သူတို့လေးတွေအနေနဲ့တမားစီဝါကြနဲ့စီဝါရေးလုပ်ပြီးတော့နော်သူတို့ပုံလေးတွေကလည်းတကယ်လက်ရကောင်းတဲ့ပုံလေးတွေဖြစ်ပါတယ်ပုံလေးတွေအများကြီးပဲဗျာနော်ပုံဒီအများကြီးပဲတပုံ2ပုံ3ပုံ4ပုံ5ပုံ6ပုံ9ပုံ10ပုံဒီ9ပုံမှာ1500ပဲပေးရပါတယ်ဗျာဆိုတော့တပုံတကယ်တမ်းညရင်တော့100ကျော်လောက်ပဲကြတယ်ပေါ့နော်ကိုယ်အိမ်မှာထားမယ်ဆိုရင်လည်းလှပတဲ့ပုံလေးတွေဖြစ်ပါတယ်ဒါလေးတွေလည်းပကံရောက်ရင်ကျွန်တော်ပြည်သက်များအားလုံးပဲအားပေးပါနော်ဒါလေးလည်းကျွန်တော်မေတ္တာရက်ခံကြပါတယ်နော်အားလုံးဘုံဘကောင်းမွန်တဲ့အခြေအနေလေးဖြစ်ကြပါစေအခုကျွန်တော်ဖျားဖူးကြမယ်နော်ဟုတ်အမိုက်ပုံများအတွက်တော့စနစ်ပြရှင်းပြတဲ့ကုသိုလ်လူကြပါရဲ့လေးစားပါဖြင့်จิตတာချက်ဖြစ်ပါတယ်မင်္ဂလာပါအခုကျွန်တော်တို့ဓမ္မကြီးဖျားကိုရောက်ပါပြီနော်ဆိုတော့ဒီဖျားနဲ့ပတ်သက်ပြီးတော့တမိုင်းเจ้าနေစိတ်ဝင်စားစွာကောင်းတဲ့အကြောင်းတရားတွေတော့ online မှာလည်းကျွန်တော်မိတ်ဆွေများတော်တော်များများဖတ်ဖြစ်ပါလိမ့်မယ်ဗီဒီယိုလေးလောက်ထားတာလည်းကျွန်တော်ရှိပါတယ်ဆိုတော့ဒီနေ့မှာတော့ဒါဓမ္မကြီးဖျားကိုကျွန်တော်ပကံရောက်တာ10ကောက်လောက်ကြော်ပြီပေါ့နော်ဒါရောက်တိုင်းလည်းဒီဓမ္မကြီးဖျားကိုကျွန်တော်လာပြီးတော့ဖူးပစ်တယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့အတွင်းဘက်ပလန်းဟိုဘာတွေထည့်ထားလဲပကံများပြန်နေရှိတာလားရိန်းမာလှန်နေရှိတာလားစိတ်ဝင်စားပွဲကောင်းတဲ့ခေါ်လာဟာလာပေါင်းများစွာနဲ့ဓမ္မကြီးဖျားကတော့ပကံရဲ့ထူးတဲ့အကြီးမားဆုံးစေကျော်ကြီးဖြစ်ကျွန်တော်တို့အခုကြည့်တိုင်းတည်ရှိနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာကြည့်အောင်မြန်ပြေးလာပါမယ်အေးတော့မဝင်ဖဲအလဲလာမအလဲအဲကျွန်တော် background ပြအားပြပြရဟုတ်တယ်ရင်တော့ကတော့ဒီနေရာလေးမှာမိုးလက်ဆောင်တယ်လေးတွေနဲ့မိုးလက်ဆောင်တယ်လေးတွေနဲ့ဒီဟာဘယ်လိုခေါ်မလဲကျိုးဆွဲရုပ်သေးလေးတွေပေါ့နော်ဒီနားလေးကကျိုးဆွဲရုပ်သေးလေးတွေနဲ့မိုးလက်ဆောင်တယ်လေးတွေနဲ့စီတာပေါ့နော်အခုဒီတစ်ခေါက်ရောက်တဲ့အချိန်မှာတော့အဲ့ဒါတွေကျွန်တော်မတွေ့တော့ဘူးပေါ့နော်မိုးလက်ဆောင်မတော့တော့ကိုဆိုရင်တော့ကိုဒီလေးပါဒါပကံဖျားသမိုင်းရှင်းပြမယ်တဲ့နော်ဂျာမနီလိုရလားဂျာမနီလိုမရလို့မရဘူးလေဂျာမနီလိုနားတော့ညင်လားသူ့ကိုမှတ်မိတာမဟုတ်ကျွန်တော်တို့ဟိုတစ်ခေါက်လေဟိုမှာလေသူ့မဟုတ်ပါဘူးသူ့မဟုတ်လားဒီဖျားကြီးကိုတော့တေးကိုတက်ခဲ့တယ်တားဖြစ်တယ်ဘလူဖြစ်တယ်ဘာတော့တက်ခဲ့ပြီးတော့ကလာမင်းသမီးလေးကဗာဒါပဲကြားနေရကလာမင်းသမီးလေးကဘေးကိုတက်ခဲ့တယ်မှာဗာလဲလောင်းသမီးဗာလားညာသူမလက်တွေကိုဖြတ်တာပတိမင်းအုပ်ကြားတွေကိုစီကောခေါင်းနဲ့ဖိတက်တာချူတီကောခေါင်းနဲ့အလောင်းစီသူမင်းကိုဖိတက်ပြီးတော့အဲ့ဒီမှာနေသားမှာဗျာဒေါက်တာတက်တော့အပြတ်ဆွဲလေဘာစီတီကောခေါင်းနဲ့အလောင်းစီသူမင်းကိုဖိတက်ပြီးတော့သူကဘယင်ဖြစ်လာတာသူ့ရဲ့အကိုဘယင်တင်ပေးမယ်ဆိုပြီးတော့ဟုတ်တယ်နော်သမင်းဖိတ်ကြွေးပြီးအစိတ်ခတ်ပလိုက်တာနေသားမှာအဲ့မှာရှော့ရတယ်ရှော့ရတဲ့အချိန်မှာသူကဘယင်ဖြစ်တယ်အဲ့ဒါကိုတီကိုဘုန်းကြီးကလာပြောတာဘုန်းကြီးကသူပြန်ကောလို့သူဘုန်းကြီးကချိတ်ဆိုးပြီးတော့တီကိုကျွတ်ကြွပါတယ်အဲ့မှာပြီးလည်းပြောတီကိုပြန်ယူလာပြီးတော့ဒီမှာတီကိုသီးတွေပြန်ယူလာပြီးရောင်းဖို့စဉ်းစားတယ်နောက်သမီးလာဟောခဏတွေကိုဟုတ်လားဦးတပြတော့ဟုတ်လားအဲ့ဒီအဲ့မှာဒါပြီးတော့ဘုရားကိုသူကတဲ့တယ်အကြီးဆုံးတဲ့တဲ့အချိန်မှာပယံသမားတွေကိုလက်ပြတ်တယ်လက်ပြတ်ပြီးခြေထောက်ပြတ်တယ်ပြတ်ပြီးတော့ရှားရီပါပြတ်တယ်အဲ့ဒါတွေကိုအုပ်ကြားတွေကိုသူကအဲ့နဲ့ထိုးတယ်အဝင်ဝိုင်းဆိုလက်ပြတ်တယ်ဟုတ်တယ်ဒီလားအဲ့ဒီမှာသူကဘုရားနဲ့စုတဲ့တယ်တစုကသူ့ရဲ့အဖေတွက်နဲ့တစုကသူ့ရဲ့ဘလူးတွက်လေဖះနှစ်စုတည်ထားရလေရုပ်ပွားတော်ကြီးလေတစုကသူ့ရဲ့အဖေတွက်နဲ့တစုကသူ့ရဲ့အကိုတွက်ကိုတည်ထားတယ်အနောက်မှာကလားမင်းသမီးလေးဆိုပြီးတော့ပြောတယ်ဟုတ်လားကလားမင်းသမီးလားဒီထဲမှာဟိုဟာရှိလားဟိုပကံများပြန်ရှိလားဒီထဲမှာပကံများပြန်မြုပ်ခဲ့တာလားဖောင်ဆက်ကြောက်ထားခဲ့တာလားရိမာနန်ရှိခဲ့တာဆိုတာကိုတော့ဆက်လက်ပြီးတော့ကိုကျော်ကြီးကနေပြီးတော့ဓမ္မယန်ကြီးဖះထဲမှာပကံများပြန်ရှိတယ်ဆိုတာတကယ်လားမယူခွာအမယူခွာမဟုတ်လေဟာမဟုတ်လေအမယူခွာလေသူတော့ဟုတ်ကြားမကြည့်ဟုတ်တယ်ခိုးလက်မချစ်ရလဲအဲ့ဒါလက်မယ်မရကြည့်ဟုတ်ကြည့်ခိုးလက်မကြည့်လိုက်စရာမကြည့်ပြမခိုးချီတွေတွေ့လာတယ်လက်ကလေးတွေကိုမပါအရှင်ခဏမပြောသေးဘူးကိုကြီးကမိတ်ဆက်မယ်လေနော်ဒီပြီးနေမှာမလို့
โอเคဟုတ်ပြီ မင်းကလှလိုက် စမယ်ကျော်ကြီးကျွန်တော်သမီးမစသေးဘူးကိုကြီးပြောမယ်သမီးရဲ့နော်စမယ်မီးမရှိဘူးဒါကဓမယန်ကြီးဖရာရဲ့အတွင်းဘက်ဖြစ်သွားတော့ပါဒါကတော့ဓမယန်ကြီးဖရာမှာအတွင်းဘက်ကျွန်တော်တို့ရောက်နေပြီပေါ့နော်ဒါရှစ်ကိကဒီရုပ်ဘွားတော်တွေရဲ့အနေထားကိုကျွန်တော်တို့ဒါအများကြီးလေ့လာလို့ရပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ရကောင်းတဲ့အချက်တွေလည်းဒီဓမ္မကြီးဖျားမှာအများကြီးရှိရပေါ့နော်အရန်တက်ပဲကိုကောင်းပါတယ်ကျွန်တော်ဖျားကြောက်လိုက်ပါအောင်မယ်တကယ်ပဲပြောရတယ်ပကံရောက်ရင်ကြီးနေတယ်ရောက်မဲ့နေရာလို့ပြောချီစည်းကိုရောက်တယ်နာရောက်တယ်တက်ပိတ်ကြီးရောက်တယ်ဓမ္မကြီးရောက်ဘူးကြရောက်ဒါတော့ကြီးနေတယ်ပကံရောက်တဲ့လူတိုင်းကလည်းပဲလူရင်းတော်လို့ဆွဲတော့လေးသူလို့ပါလို့ဆိုတာရှိတယ်ဟိုတက်နေစီဆန်းဆက်ကြည့်ရတော့ကြောင့်ဟိုကွာက်စ်ကိုဘာမှမလုပ်တော့မလုပ်ဘူးဒီစလာမီကုန်းတွေကစားဒီအုတ်တိုက်ကကျတော့သူကနူရှင်းအများကြီးမရှိဘူးသူကအေဂျင့်ဒါဘယ်နေရာလို့ခေါ်လဲဒါဓမ္မကြီးအုတ်တိုက်လို့ခေါ်တယ်ဓမ္မကြီးအုတ်တိုက်ကိုပေါ်မှာတက်ပြီးတော့ဟုတ်ဆန်းဆက်ကြည့်တာဆန်းဆက်ကြည့်လို့ရတယ်ဒါခုချိန်မှာရတဲ့ချိန်သူကဒီနေအောင်လဲဆိုချိန်သူကဒီဘက်ကဖျားကိုတကောင်ခံပြီးရိုက်လို့ရတယ်ဖျားတစ်စလုံးပါတာပေါ့အဲ့ပေါ်နေရတယ်ဖိုတိုဂျန်နစ်စီဆိုတော့ကိုဒီလက်ဆောင်ကောက်ပြီးရတယ်ဒီမှာဟုတ်ရတယ်ရောပတ်ပြီးသွားတာဟုတ်မတက်တော့ပါဘူးဘာလို့ဆိုတော့လေပွင့်လေပြောရင်တကယ်တမ်းညရင်ဒါတကယ်ကျွန်တော်တို့ကဗမာလူမျိုးဗုဒ္ဓဘာသာတကယ်ဒီရင်းချင်းမှုဝင်တွေကိုမြန်လို့တဲ့လူတွေတဲ့တော့ဘူးဒါကတကယ်ရှေးကောင်းအမွေနှစ်နေရာတွေတကယ်တမ်းညရင်ကဘာမှာကဘာတစ်ခုလုံးမှာ UNESCO ဝင်တဲ့နေရာတွေအများကြီးရှိဘူးရှိပေမဲ့လည်းပကံမှုပြောတဲ့ UNESCO ဝင်တဲ့နေရာမှာရှိတဲ့နေရာတွေမိန်းနဲ့လောက်အောင်နေနေကြတယ်ဒါမျိုးတွေဆိုလည်းဒါဘယ်တစ်ခုနှစ်ကစောက်ထားတဲ့ဟာကျွန်တော်မသိဘူးနှစ်ပေါင်း900လား600လား1000လားတော့ရှိနေတဲ့အမှန်ကပေးတက်တယ်နော်တက်ချင်တော့ဟိုနမ်းမြင့်မြောက်စီရှိတယ်မလားဟုတ်နမ်းမြင့်ငါတော့နေပြီးတော့ကြည့်ရင်လည်းဒီကြောင်မောလည်းဘလုံးဆိုပါပကံကိုစီးရင်လည်းစီးပေါ့ဒါကြောင့်ဟိုးရင်တော့ပေးတက်တယ်ကျွန်တော်တို့ရောက်ခဲ့ပူတယ်ပကံရောက်တဲ့ဆက်တက်ကောက်ရှိတယ်ဆက်ဆံတော်နဲ့တက်တက်ကြီးကိုသူကဖွင့်ပေးထားတယ်စတော့မင်္ဂလာစီဒီပါစီနောက်မင်္ဂလာစီကပိတ်ဆောင်းပိတ်ပြီးတော့စလာမီရဲ့စမုန်းဆက်ဆံတော်နဲ့တက်တက်ကြီးကိုဖွင့်ပေးထားဒါနဲ့ခုအဲ့နောက်ပိုင်း2016ဝင်လောက်ပြန်တယ်သူကအကုန်လုံးပြန်ပိတ်တယ်ဟိုပိတ်လိုက်တယ်ပေါ့ဘာလို့ဆိုတော့ဆွချာရလည်းလူတွေတက်ရင်ဝိတ်ကထမ်းနိုင်မှုများတာပေါ့အခုဒီမှာဆိုရင်ဒီနေရာကိုကြည့်လိုက်ဒီနေရာဆိုရင်ဒါမဟုတ်လို့လားမဟုတ်လို့လားဘူးမဟုတ်လို့လားအခုအိတ်ရွှေတစ်ချက်ပေါက်ရင်ဝင်ကြည့်မယ်ဆိုရင်အဲ့မှာဘာရှိလဲဆိုတော့ချန်ပီယံပဲသိနိုင်တယ်အုတ်တွေရှိတယ်ဒါပေါ့အချို့ကြောင့်လည်းပေါက်ကြည့်ရတယ်ရှိမဆိုပေါက်တာအနောက်ထဲမှာဘာရှိလဲဆိုတော့နေရာကိုဒီနေရာလေးခုကျွန်တော်ခေါ်လာတယ်ဒီနေရာပေါ့ပေါက်ကြည့်တာလေဆိုတဲ့နေရာပေါက်ကြည့်ပြီးမှပြန်ထည့်ထားတာထဲမှာဘာတွေရှိတယ်လဲပေါ့ပကံများပြန်ထွက်လာသလားလောင်းစီသူမင်းကြီးရဲ့ခေါင်းဆက်ကြာကြီးပဲရှိနေသလားရိမာလန်ပဲထွက်လာမှာဒါပေမဲ့ historical ကတော့ရှိတယ်လေတမိုင်းကြောင်းမှရှိတယ်ဒါပေမဲ့လူတွေကစိတ်ဝင်စားတာပေါ့ဗျာ UNESCO ကထုတ်တဲ့ဒီဟွာပေါ့အနာစားထုတ်တဲ့ဓာတ်ပုံတွေမှာလည်းတကယ်ဓမ္မကြီးဖျားပုံပါတယ်ဆိုတော့ဘယ်လိုပုံစံမျိုးလဲပေါ့ဒါပေမဲ့ဒါတွေတော့တမိုင်းကြောင်းထုတ်လာနေတယ်ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေဖြစ်တာဒါပေမဲ့ဒါလည်းဗုဒ္ဓဘာသာဘာလို့လူတယောက်နေပြောရင်တော့ရှေ့ကမှာကျွန်တော်တို့ကဗုဒ္ဓဘာသာဘာလူတယောက်နေနဲ့ဇီဒီပတိုးတွေဗုဒ္ဓဘာသာကိုဒီတက်ဝင်မှုရှိတဲ့ကိုယ်ွယ်မှုတွေနဲ့ဗုဒ္ဓသာသနိကဆိုင်ရာအဆောက်အဦတွေတည်ဆောက်ခဲ့တယ်ဆိုတော့ဒါကအခုချိန်မှာပြရုပ်တစ်ခုနေပဲကောင်းရှိတယ်အခုဒီမှာလက်ဖြတ်တယ်လို့ပြောတယ်ဟာလားဒီနားမှာလက်ဖြတ်တယ်လို့ပြောတယ်ဘယ်တော့ကြီးနေတက်လဲဒီလောက်ကြီးမလားလက်တွေကဒီလိုဖြတ်မှာလားဒီလိုထဲမှာလားပေါ့တကယ်တမ်းမေးကြည့်တော့တကားမင်းတုံးလို့ပြောတာပေါ့နော်တကားမင်းတုံးတွေလို့ပြောတယ်ဒါလည်းဖြစ်နိုင်စွမ်းရှိတယ်လက်ဖြတ်တာတော့ဖျားပေါက်ဝါနာမှာတော့လက်ဖြတ်တဲ့ဟာကြီးတော့ထားမှာမဟုတ်ဘူးသူတို့ဘာတက်တယ်ဆိုတော့ပါလာဒီပါရာကန်ကိုကျူးလွန်တဲ့အခြေအနေမျိုးကတော့ဖျားနေရာမှာတော့ပြမှာမဟုတ်ဘယ်တော့ပဲဘယင်းနေဖြစ်နေပြီးတော့ဟိုမှာလဲချောင်းတွေရုပ်ဘွားတော့ကြည့်တော့လေဒါကလာမင်းသမီးဖြစ်သွားတယ်ပေါ့ကလာမင်းသမီးလေးကဘာဖြစ်တဲ့ညာဖြစ်တဲ့ဖေကိုတက်လို့နဲ့ဆုတယ်ဆိုတော့ဗကံသမိုင်းတွေကိုပြောရင်တော့ဒုံစမ်းထားတန်းပြောမှအခြေအနေဖြစ်တာဒါကြောင့်မလို့ဒီသမိုင်းကြောင်းနဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေအများကြီးရှိတယ်ရင်းကုန်မှုတွေအများကြီးရှိတဲ့အတွက်ကိုဗကံကစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုလို့ကျွန်တော်တို့ပြောပေးရပါတယ်โอเคကျွန်တော်တမန်ကြီးများကိုဆက်ပြီးတော့လေးလာကြည့်အောင်ဒီနေရာလေးကိုကျွန်တော်တို့ချက်ကြည့်ပါနော်ဒါကလေဒါအရင်တော့ခဏလိုပဲမဟုတ်ဘူးပဲကျွန်တော်ပြခဲ့တော့အထဲမှာတော့အုပ်တွေပဲရှိမှာပေါ့နော်โอเคအဲ့တော့ဒီကလေဘယ်လိုကောင်းလဲနားလည်းတော့တာဆန်တွေတော်အောင်ရေးတဲ့ဟာရှင်းအောင် UNESCO ဝင်တဲ့ဟာတွေကိုနဲ့ချစ်လေးတို့နော်ကြောက်ချင်းမတ်တွေကတော့အတော်အောင်ရေးတဲ့ဟာတွေဒါရင်ချင်းမှုနှောက်ချက်တယ်လို့ပြောလို့ရတယ်တော်ဝကောင်တွေဆိုတာထက်သူတို့မှာအသိဉာဏ်ခေါင်းပါတာပေါ့ပြောမယ်ဆိုရင်လွှဲသွားမလားကိုတို့လည်းပြီးရင်ကျွန်တော်ပြီးမှုလေးပြီးပြီစိတ်ဝင်စားတယ်ဒါမှမဟုတ်အများဆုံးကပရိသေကိုကြားကြည့်တယ်ဒါမှမဟုတ်
ချို့တော့လည်းအမှန်ကြောင့်ဟုတ်လားဆောင်းကုန်ကအေးအရှင်းဆိုတယ်ပါပါဟုတ်ကဲ့တချို့တော့လည်းပြောတယ်ဒါနဲ့အများဆုံးဖြစ်နေတာကျွန်တော်ဘုရားဘာသာလူမျိုးတွေဒီဝါဒကဘုရားငါးစုခုနဲ့ဘုရားဘာသာကမှာဘုရားငါးစုခွဲတယ်ပေါ့နော်ကတ္တဘောနာကိုကတ္တဘာဘောရမှာရေမဏိလာဆိုတဲ့ဟာနောက်ပုံမှာရေမဏိလာဆိုတဲ့ဘုရားကိုဒါတော့ခုကတော့ဘောရမှာဆိုတဲ့မောင်နဲ့ရေမဏိလာဘုရားကိုဒီလိုပြောပြီးတော့နေထားတာအဲ့ဒါကိုတချို့ကပြေးရတယ်တချို့ကကြိုက်ရဆိုတော့ဖေနဲ့အကူတက်ပြီးမှနောင်တရရတယ်အမှန်တကယ်တော့အင်္ဂလိပ်သမိုင်းဆောင်ထဲမှာပါတယ်နောက်ပုံမှာရေမဏိလာဘုရားနဲ့ဒီကောမန်ဆောင်တဲ့ဘုရားဖြစ်နိုင်ရှိလို့ဘာကြောင့်လဲဆိုတော့အခုလက်ရှိပွင့်နေပြီသားဘုရားနဲ့နောက်ပိုင်းဘုရားကိုယူပြီးတော့ဘာလို့ကဖြေတဲ့စကားနဲ့ကြောင့်သူကနောက်ပိုင်းမှာတကယ်ကြီးရပြောင်းပြီးလို့ဖြစ်နေတာနောက်ပိုင်းမှာဘုရားကိုမကူရမှာတော့ဒါရီပြန်လို့တာနော်အဲ့ဒါလည်းနောက်ဆက်ရှိရတယ်မှာပြန်တော့ခဲ့တာပေါ့ဘုရားတော်တိုင်းတစ်ပတ်တည်းတော့အများကြီးပါပဲနော်ခဏခဏပြောမှလည်းကြည့်လို့ရှိရင်သူကရာသီပွားတယ်ကျွန်တော်ဘာလို့ရာသီကိုကြည့်ပြီးခွဲခြားအောင်ဆိုတော့လေဘဲအကျုပ်ကိုခွဲခြားတယ်ဟုတ်တယ်လေဘဲမှာ3ရက်ပါတယ်သူက2ရက်ပါတယ်အဲဒီ2ရက်ဆိုတဲ့အကွာတော့အရင်ကဒီကျွန်တော်ရှိတာပကန်းကိစ္စကိုပုံမောင်ကိစ္စတင်းဝါကိစ္စဟုတ်တယ်အဲ့မှာကျွန်တော်ပကန်းကိလက်ရတာဆိုတော့ဟိုဘုရားကဲဆိုတော့ဘုရားကချက်တော့ဘာအိန္ဒိယကလာဆက်စုံနေတယ်ဟုတ်တယ်ကျွန်တော်တွေ့ဘူးရဲ့ပကန်းမှာရှိတယ်ဟုတ်ပကန်းစိတ်တွေအဲ့ချက်ပေါ်တာရှိတယ်အဲ့လိုတော့ပကန်းချက်ပေါ်တဲ့ဟာပကန်းကိလက်ရတင်းဝါကိတဲ့ပုံမောင်ကိကနောင်မှလုပ်တယ်ဆိုတော့ချက်မပေါ်တော့ဒါတော့နောက်မှပြန်လုပ်တဲ့ဟုတ်နောက်မှလုပ်တဲ့ဒီလိုရုပ်ပွားတော့ပြောပြီးဘုံနောက်ကဆေးရမကြီးရတော့ပေါ်တယ်ဒီတိုင်း original ရှိတယ်ဘယ်ကောင်ဆိုတော့ original တော်များဆိုရင်ဒါဆိုရင်ကျွန်တော်ပြောမယ်ဒီပါလေအနန္တများပါဆိုရင်တော့သူစီးပြီးချွတ်တယ်ဟုတ်ကလားမဟုတ်လေဟိုကချွတ်စေးနဲ့ချွတ်လိုက်တဲ့အခါကျဖြူသွားပြီမြေရုံလုံးနဲ့ပြန်ပေါ်လာတာဒီမှာတော့မူလာတယ်တော်တော်များများကြံပြီးတောင်းစီးပြီးဒါပေမဲ့ဒီလိုလေးရေးထားတဲ့ဟာတွေကတော့ရှင်းပြောရင်တော့ရုပ်ပြတ်ပါတယ်။တမိုင်းကိုဖြတ်စည်းတယ်ကျွန်တော်တို့လည်းခံစားရတယ်။ဒီကျေးဇူးတင်ပါတယ်။သေးသေးလေးရှင်းကြပါမယ်။ဟုတ်ကဲ့ဟိုကတော့ကျွန်တော်တို့ရရှိရမိုးလက်ဆောင်ပေါ့နော်အညံ့နဲ့ပေါ့နော်ပကံရောက်ရင်ကျွန်တော်တို့အဖြစ်မနေတောက်ဖြစ်တယ်အရန်ကြိုက်တယ်ကျွန်တော်အရန်ကြိုက်တယ်မိုးလက်ဆောင်ရွှေရုံအေးသေးတယ်မိုးလက်ဆောင်လေးကျွန်တော်တောက်နေပါတယ်ညတော့ဘုရားထဲမှာပေါ့နော်ရောင်းတာအခုတော့ကောဘကပြီးပြောင်းတော့လောလူတဲ့အရှိမကြောင်းနေတယ်ကျွန်တော်တို့ဒါလေးကျွန်တော်တို့တောက်မှာပေါ့နော်ဟုတ်ပြီဗျာဟမ်ဟုတ်ပြီဗျာကိုကျော်ကြီးကလည်းကွာစစ်တွေကများတယ်ကွာဟုတ်ဒီမှာမိုင်းဆိုပြီးတော့ပြေးသွားတာမရှိလို့ဒီမှာလူကစိတ်ထဲမှာတော့ဟိုမှာဖြစ်သွားမိုင်းဆိုပြီးပြေးသွားချော့အောင်လေဟုတ်ရဲ့ကြီးခုနကမှဆက်တော့ဒါလေးကပလက်ကြီးမပြေလို့အုံးကြီးလေးနည်းနည်းပေးပါဦးမကြီးအုံးကြီးကိုပဲတော့နည်းနည်းပဲနည်းနည်းပဲကောင်းတယ်အုံးကြီးထဲမှာဟောဒါကတော့ဓမန်ကြီးပြားရှိရမိုးလက်ဆောင်ဆိုင်ပါနော်ရောင်းရင်အားပေးပါဦးလို့နော်ကျွန်တော်တို့မြန်မန်းနေတာအမကျွန်တော်ဟိုဟာလေးမရှိဘူးလားပကံရဲ့ဒုတိယနေ့မနက်ခင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ breakfast စားနေတာပေါ့ဟိုတယ်ရဲ့ဒီပူဆိုင်ဘေးနားမှာနေကျွန်တော်ကန်တင်းရှိအောင်ဆိုတော့အမှကျွန်တော်တို့ breakfast စားနေတယ်စားပြီးတော့လည်းကျွန်တော်တို့ဘုရားရုပ်တော့ဖူးကြမယ်နော်โอเคလိုက်ကြည့်ပေးပါဦးဗျမင်္ဂလာပါပကံရဲ့ဒုတိယနေ့မနက်ခင်းဖြစ်ပါတယ်အခုကျွန်တော်တို့အားလုံးလူစုံပြီပေါ့ဗျာဒါအကုန်လုံးလူစုံပါပြီအပါကျေတို့လာလျှောက်နေတာကျွန်တော်တို့အခုပကံရဲ့ဒုတိယနေ့မှာကျွန်တော်တို့တိုးပါမယ်ပကံမှာရှိတဲ့ဘုရားတွေဖူးပါမယ်နော်ကျွန်တော်ကြီးကတော့ဒါမနာတွေတူးပဲလို့ပြောပါတယ်ကျွန်တော်ဒီထဲမှာပေါက်တူးလေးကိုပေါ်ပြနေရောโอเคကျွန်တော်စပြီးထွက်ရအောင်ပကံမှာတော့ဒီနေ့ပကံရဲ့ဒုတိယနေ့ပေါ့နော်73ရက်နေ့လာပြီးနေ့ပေါ့နော်ဆိုတော့ပကံကိုဘုရားဖူးလာတဲ့သူတွေဒီနေ့တော်တော်များများလဲကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့အခုကြည့်တဲ့အခါမှာဆိုင်တွေမှာလည်းလူစီတာတွေ့တယ်ဟိုတယ်တွေမှာလည်းလူတော်တော်များများလေးပြည့်တယ်ပေါ့ဗျာနော်ခွေးရဲတော့ဒီနေရာပါကျွန်တော်တို့ညမှာတက်ပိတ်ကျူးဆိုရဲညမှာနေကြတဲ့တက်ပိတ်ကျူးညာဖြစ်ပါတယ်နော်ကျွန်တော်ဆက်ပြီးတော့ကြားလေးမွန်ရတော့ပေါက်ပါမှာဆိုတော့များဓာတ်ပုံရိုက်တဲ့နေရာလေးတွေစကြတာရှိတယ်ဓာတ်ပုံရိုက်မယ်ပြီးတော့မှဘုရားဝင်ပြီနော်နောက်ဆုံးကြရကြဆိုရင်4000လို့ဟုတ်4000ဟုတ်ကဲ့ IC ကကျန်တာ3000
ညာယူရှော့ပေးမလားပွေးတွေတဲတိတ်မတက်ဘူးအရင်တုန်းနေတော်ကြီး ဟုတ်လား ခေါင်းတုံးနေကြည့်ကျွန်တော် ဟုတ်လို့လားဘယ်ကယူလဲပြောကျွန်တော်တနခါချန်နေရှိတယ်ပြောကျွန်တော်မြိုင်ဘက်ကပါလေဟုတ်ကျွန်တော်ကတော့စားပြဒီပကံမာနေတာ အားပေးလို့အားပေးကျွန်တော်တို့မရဘူးဗီဒီယိုနော်ပလဲ1 2ကျော်ရကင်မရာနဲ့လားကျော်ရကင်မရာနဲ့လားကျော်ရကပ်ပြီးလဲလား တော်တော်ဖြစ်နေတယ်လက်ကျက်တော်တော် ကျော်ရကင်မရာနဲ့လား အကြည့်ဟိုလုံးမလေး ဘာချက်ဘာ